လုံးနဲ့မြန်မာပါရှင်ဒီဗီဒီယို channel လေးမှာကြည့်လိုက်ပါရရှင်မဖြိုးရဲ့ဒီ channel လေးကနေနှလုံးနဲ့ပတ်သက်တဲ့ story လေးတွေကို share လုပ်ပေးသွားမှာဖြစ်တဲ့အတွက် like ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင်လူတော်တော်များများကနှလုံးရောဂါဖြစ်မှာကိုကြောက်တတ်ကြပါတယ်နှလုံးမကောင်းမှာနှလုံးအားနည်းမှာနှလုံးတစ်ခုခုဖြစ်နေမှာနှလုံးရောဂါဖြစ်မှာကိုကြောက်ကြရဲပေါ့နော်ဒါပေမဲ့ဒီနှလုံးကျန်းမာနေဖို့အတွက်ဂရုစိုက်ရမယ့်နည်းလမ်းလွယ်လွယ်လေးတွေကိုတော့မေ့နေတတ်ကြပါတယ်ဒါကြောင့်မို့လို့အခုဗီဒီယိုလေးမှာတော့နှလုံးရောဂါတွေမဖြစ်အောင်နှလုံးသားလေးအမြဲကျန်းမာနေအောင်လုပ်ဖို့မေ့နေကြတဲ့အချက်တွေကိုပြပြပေးချင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ Facebook, YouTube နဲ့ TikTok တွေကနေကျန်းမာရေးဘူတူတာတွေကိုအမြဲတမ်းမျှဝေပေးနေတဲ့အထွေထွေယောဂကိုဆရာဝန်ဒေါက်တာမဘိုပါအခုလိုမျိုးကျန်းမာရေးဘူတူတာဗီဒီယိုလေးတွေကိုအမြဲတင်ပေးသွားမှာမို့လို့ဆရာမကို follow and subscribe လုပ်ပေးထားအောင်နော်ဒီတော့နှလုံးရောဂါမဖြစ်အောင်နှလုံးကျန်းမာနေစေဖို့လုပ်ရမယ့်အချက်6ချက်ကဘာတွေလဲဆိုရင်နံပါတ်1စိတ်ဖိစီးမှု stress တွေလျှော့ပါစိတ်ဖိစီးမှုများရင်နှလုံးသွေးကြောကျဉ်တာနှလုံးစီးချက်မှန်မှန်တာစတဲ့နှလုံးပြဿနာတွေဖြစ်တတ်ပါတယ်ဆိုတော့နှလုံးကျန်းမာခြင်းနဲ့ဆိုရင်စိတ်ဖိစီးမှုနည်းအောင်လို့တရားထိုင်တာမျိုး stress ရောစေမယ့်အရာတွေလုပ်တာမျိုးလုပ်သင့်ပါတယ်နံပါတ်2ကတော့ဆက်လက်မတောက်ပါနဲ့ဆက်လက်စီးရွက်ကြီးတောက်တာကနှလုံးကျန်းမာရေးကိုထိခိုက်စေပြီးတော့နှလုံးသွေးကြောကျဉ်တာနဲ့နှလုံးရောဂါဖြစ်ပွားမှုနှုန်းတွေကိုမြင့်တက်စေပါတယ်ကိုယ်ရန်ဆက်လက်တောက်တာပဲဖြစ်ဖြစ်ကိုကမတောက်ဘဲနဲ့ပေါ့နော်သူများစီကဆက်လက်ငွေကိုရှူရတာပဲဖြစ်ဖြစ်သတိထားသင့်ပါတယ်ကိုဆက်လက်တောက်တယ်ဆိုရင်ကိုနှလုံးကျန်းမာရေးအတွက်လည်းမကောင်းစေဘူးဒီဆက်လက်ငွေကိုရှူရတဲ့သူတွေအတွက်လည်းအကျိုးရုပ်စေအောင်မို့လို့ဆက်လက်မတောက်တာကတော့အကောင်းဆုံးပါပဲနံပါတ်3ကတော့အေးကြီးဝဝအိပ်ပါအိတ်ချိန်မမှန်ဘူးအိပ်ရေးပြတ်တယ်ဆိုရင် quality sleep မရဘူးဆိုရင်နှလုံးသွေးတိုးစီးကြိုနဲ့စိတ်ကြယောဂါတွေဖြစ်နိုင်တာမို့လို့အိပ်ရွအောင်အိပ်ဖို့လည်းအရေးကြီးပါတယ်အိတ်ချိန်ပုံမှန်ထားပြီးအိတ်တာအနည်းဆုံး6နာရီအိတ်တာမျိုးလုပ်သင့်ပါတယ်နံပါတ်4ကတော့ပိုးလက်လှုပ်ရှားမှုပုံမှန်လုပ်ပါအမြဲတမ်းအထိုင်များနေမယ်လှုပ်ရှားမှုမရှိဘူးဆိုရင်သွေးတိုးစီးကြိုနှလုံးရောဂါတွေဖြစ်လာနိုင်တာမို့လို့ပုံမှန်လမ်းလျှောက်တာအေရိုဘစ်ကစားတာလေ့ကျင့်ခန်းပုံမှန်လုပ်တာမျိုးလုပ်သင့်ပါတယ်လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တော့မှတစ်နေ့ကိုပေါ့နော်အနည်းဆုံးနိုင်ဝက်တစ်နာရီလမ်းလျှောက်မယ်ဆိုရင်နှလုံးကျန်းမာရေးကိုအထောက်အကူပြုစေမှာပါနံပါတ်5ကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားပါစားတဲ့နာတွေကတော့လက်ဆက်တဲ့ဟင်းသီးဟင်းရွက်အသီးအနှံငါအစိအစံပဲမျိုးမျိုးအစီထုတ်ထားတဲ့နှုတ်ထွက်ပစ္စည်းအဖြူရောင်အသားတန်လွင်စီစရတွေကိုစားပေးတင်ပြီးတော့ရှော့စားတဲ့နာတွေကတော့အငန်အချိုမုတ်ချိုလွန်းတဲ့အစားအစာအစီစိတ်တွေအနီရောင်သားပြန်ကြောစီတာရှိခံအောင်လုပ်ထားတဲ့အစားအစာတွေစားတာအရက်အလွန်ကျွံတောက်တာမျိုးတော့ရှောင်သင့်ပါတယ်နောက်ဆုံးနံပါတ်6အနေနဲ့ကတော့ကိုယ်လေးချိန်ထိန်ပါအဝလွန်မဲ့ဘိုက်ကြီးပဲပူနေမယ်ကိုယ့်ရဲ့ BMI က25ကျော်နေမယ်ဆိုရင်တော့နှလုံးကျန်းမာရေးကိုထိခိုက်စေတာမို့လို့ကိုယ်လေးချိန်ကိုလည်းထိန်းသိမ်းရပါမယ်နော်နောက်ပြီးတော့သွေးပေါင်ပုံမှန်ချိန်တာစီးချိုရှိမရှိစစ်ဆေးတာသွေးရင်းအဆီဓာတ်စစ်တာသွားနဲ့ကရင်ကျန်းမာရေးကိုဂရုစိုက်တာကို့မှာမူမမှန်တဲ့လက္ခဏာတွေခံစားရရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနေတာဒါတွေလုပ်ပြီးတော့လေကိုယ့်ရဲ့နှလုံးကျန်းမာရေးကိုဂရုစိုက်တင်ပါတယ်နော်ဒီလောက်ဆိုရင်နှလုံးသားလေးကျန်းမာနေဖို့ဂရုစိုက်ရမယ့်အချက်တွေကိုသိသွားပြီလို့ထင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့အကျိုးရှိရဆိုရင်တခြားသူတွေလည်းဘုဟုတုတရသွားအောင်လို့ share သွားပေးဖို့မမေ့နဲ့အောင်နော်အဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာဆရာမနဲ့ပြန်တွေ့ပါမယ်နော်ဟုတ်ကဲ့အဖြိုးရဲ့ဗီဒီယိုလေးကနေမိတ်ဆွေတို့အတွက်အကျိုးကျေးဇူးတွေရရှိဖို့မျှော်လင့်ပါတယ်ရှင်အဖြိုးရဲ့ channel လေးကနေကျန်းမာရေးနဲ့ပတ်သက်တဲ့အထူးထူးဘူတူတာလေးတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာ share လုပ်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။အဖြိုးရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်ရှင်